အားလုံးပဲမင်္ဂလာပါမဘေး YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Mobile Legends free ပေးထားတဲ့9 year anniversary funny skin နဲ့ Dragon Shell အစိမ်းရောင်ကိုသုံးပြီးတော့ရလာတဲ့ဒီ skin ရဲ့ပုံစံကိုနှိုင်းယှဉ်ပြသွားမှာပဲဖြစ်ပါတယ်ကဲစလိုက်အောင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီထဲမှာ funny skin ကိုတောက်ဝယ်မယ်ကဲအခုမှတော့ဝယ်လိုက်ပြီအခုဆိုရင်တော့ Dragon Shell အစိမ်းရောင်ရသွားပြီပထမဦးဆုံးအခုရိုးရိုးစကင်ရဲ့ပုံစံကိုသွားကြည့်မယ်ကျိုးဆွဲတာတော့အရင်စကင်နေနဲ့မတူပဲအရန်လာနေရအဲ့ဒီပထမဦးဆုံးတစ်ချက်ကတော့တိတာနေရဒုတိယတစ်ချက်ကတော့သူ့ရဲ့အတန်ကမိုက်နေရပဲဒီမှာဒီဗီဒီယိုမှာတော့ထဲမပြောသွားတော့ဘူး visitor ကလည်းမစိုးဘူးတော်တော်လာတယ် skill 1လည်းမိုက်တယ် line အသွင်သွင်လေးတွေကတခြား skin တွေနဲ့မတူဘူးဗျအာရီကတော့တိတ်ပြီးမဆန်းဘူးကျွန်တော်တော့အာရီကိုတာမန်လို့ပဲမြင်တယ်Dragon Shell Green Bat သွားကြည့်မယ်ဆိုရင်လည်းသူကအစိမ်းရောက်ပဲသွားတာကြောင့်တစ်ချက်ကြည့်လိုက်ရင်ပျောက်သွားသလိုတောင်ဖြစ်နေရပေါ့မျက်ရည်ခြုံနေကြတဲ့မှာဆိုရင်တော့တေချာမြင်နိုင်ဖို့ကခက်တယ်အဲ့ဒါလည်းအားသာချက်ဖြစ်နေတယ်ကျိုးဘက်ကိုကြည့်မယ်ဆိုရင်လည်းချင်းနေရကိုတွေ့ရတယ် Funny Skin မှာအစိမ်းအောင်ကျိုးသွားမတွေ့ဘူးပေါ့ကျွန်တော်မှားရင်လည်းမှားသွားနိုင်တယ်ရှိလားတော့မသိဘူးကျွန်တော်ကတော့အခုချိန်ကြီးမတွေ့ဘူးvisitor အနေနဲ့ကတော့အနီရောင်လေးကိုဆက်သုံးပေးထားပြီးအဝါရောင်လေးတွေတွေ့ရတာကြောင့်လှတယ်လို့ပဲပြောရမှာပေါ့အာဒီအနေနဲ့ကတော့ဟိုစကင်တော့တော့အားမရမိဘူးဘာမှလည်းထွေထွေထူးထူးမပါသလိုခံစားရတယ်နောက်ခုကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ကျွန်တော် visitor နဲ့အဲ့ဒီရတဲ့ပုံစံကြောင့်ကျွန်တော်ဒီ Dragon Shell Green ကိုပဲကျွန်တော်အမှတ်ပေးမယ်ဒါပေမဲ့နှစ်ခုလုံးကတော့သူ့အနေနဲ့သူအားသာချက်တွေရှိရကြောင်းနှစ်ခုလုံးကတော့မိုက်တယ်လို့မြင်တယ်ဒီနေ့ဗီဒီယိုလေးရတော့ဒီတော့ပါပဲကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ run နေနိုင်ကြပါစေဗျာ